Hello my love welcome to Mimi Tarot channel မှာကြိုဆိုပါရစေဒီတစ်ခေါက်လုပ်ပေးခြင်းတဲ့ region လေးကပေါ့နော်ကိုယ့်ရဲ့လာမယ့်အနာဂတ်ရဲ့ပေါ့နော် future spouse ကဒီလက်ရှိသူကလည်းကိုသူ့ရဲ့ higher ဆက်ကပေါ့နော်သူ့ရဲ့ higher ဆက်ကကိုပြောချင်နေတဲ့စကားလေးပေါ့နော်သူနဲ့ကိုနဲ့ကတစ်ချိန်မှာတော့ right ဒီ timing ကြတဲ့အချိန်ကြလို့ရှင်တော့ marriage အဆင့်ကိုတော့ရောက်မှာပေါ့နော်အဲ့ဒီလူကအခုလက်ရှိအချိန်မှာကို तू ကဘာပြောချင်နေလဲပေါ့နော် तू ကအခုချိန်မှာ single လည်းဖြစ်ချင်းဖြစ်မယ်ရီးစားရှိနေရမျိုးတွေလည်းဖြစ်ချင်းဖြစ်မယ်တိုးတော့ तू နဲ့ကိုနဲ့ကဒီအဲ့လို life partner ဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချိန်မှာတော့ဒီ marriage အဆင့်ကိုတော့ရောက်မှာပဲပေါ့နော်အဲ့တော့ဒီလက်ရှိမှာ तू ဘာပြောချင်လဲဆိုတဲ့ဟာလေးကိုလက်ရှိမှာ तू ကိုဘာပြောချင်နေရဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုး reading လေးကိုလုပ်ပေးပါမယ်ဒါလေးကတော့ ဖိုင် 1 အစိမ်းရောင်လေးပေါ့နော်ဒါလေးကအပြာရောင်လေးဖိုင် 2 အဝါလေးပေါ့နော်ဖိုင် 3 ဖြစ်ပါတယ်အဲ့တော့ရွေးချယ်စရာဖိုင်လေး3ခုပေးထားပါတယ်ဒီပိုင်လေးတွေကိုရွေးဖို့အချိန်လေး10စက္ကန့်ပေးပါမယ်ပြီးရင် reading လေးစလိုက်ကြရအောင်နော်ပြန်ကြည့်စုပါတယ်ပိုင်လေးရွေးလို့ပြီးပြီလို့တော့ထင်ပါတယ်ပေါ့နော်အဲ့တော့ဒီအရင်ဆုံးဒီအစိမ်းရောင်ပိုင်လေးကိုရွေးထားတဲ့သူလေးပေါ့နော်ဒီအစိမ်းရောင်ပိုင်လေးကိုရွေးထားတဲ့သူလေးအတွက်ကိုယ့်ရဲ့ဒီ life partner ကဘာပြောမလဲဆိုတော့Oh you speak to me through music ဘယ်လိုပြောမလဲစကားပြောတဲ့အတန်လေးကလုံးဝကိုချို့တာရယ်နှဝင်ချို့ရယ်လှပရယ်ပေါ့နော် तू ကကိုယ့်ရဲ့အတန်ကိုကြိုက်တဲ့သူဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်ဒီပိုင်အောင်ရွေးတဲ့သူကအတန်ကောင်းတာမျိုးတွေပြောဆိုကောင်းတာလေးစကားချွတ်ချွတ်လေးပြောတတ်တဲ့သူမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုကအဲ့လိုမဟုတ်ရင်တော့မှပဲကိုယ့်ရဲ့ဒီ right person ကကိုယ့်ရဲ့စကားပြောတဲ့အတန်လေးချစ်စရာကောင်းတယ်လို့သူ့စိတ်ထဲမှာထင်နေရမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ तू နဲ့ကိုနဲ့က marriage အဆင့်အထိသွားမှာမို့လို့ तू ကကိုကိုချစ်တဲ့အတွက်ကြောင့်မလို့ဒီလိုထင်နေရလဲဒါဖြစ်တယ်ပေါ့နော် okay နောက်ထပ်ဖိုင်တစ်ခုသွားရအောင် second ပိုင်းလေးပေါ့နော်Oh I will wait for a sign from you ငါမင်းစီကနေရ sign တွေကိုစောင့်နေရပေါ့နော်အဲ့တော့သူကလည်းသူ့ရဲ့ future spouse ဖြစ်တဲ့ကိုကိုစောင့်နေရဆိုပြီးတော့သူ့ရဲ့ higher ဆက်ကပြောနေရပေါ့နော်အဲ့တော့အခုချိန်မှာသူကဒါက timeless reading ဖြစ်တယ်ပေါ့နော်ဒီဟာကိုနားထောင်လိုက်တဲ့အချိန်ကနေစပြီးတော့ဘယ်အချိန်မှဆိုနားထောင်လိုက်တဲ့အချိန်ကနေစပြီးတော့မှအကျုံးဝင်ပါတယ်အခုချိန်မှာကိုယ့်ရဲ့တစ်ဖက်လူကလည်း single ဖြစ်နေရပေါ့နော်သူ့ရဲ့future spouse နဲ့တွေ့ချင်နေရဆိုတော့စိတ်ဆန္ဒမျိုးသူ့ဘက်မှာလည်းရှိရဆိုတာကိုလာပြီးတော့ပြနေရပေါ့နော်ဒါလေးကိုမြင်ရပါတယ် Oh the last one နောက်ဆုံးတစ်ခုသွားရအောင်နော်sorry for you the timing just was not right for us ဒီ timing ကငါတို့အတွက်ပေါ့နော်ဟို right time မဟုတ်သေးဘူးပေါ့နော်အဲ့လိုမျိုးလာပြီးပြနေရဆိုတော့အခုချိန်မှာ तू ကလေကိုနဲ့သူနဲ့က marriage အဆင့်ထိသွားမယ်ဆိုတာကို तू ကမသိသေးဘူးဒါလည်းဖြစ်နိုင်တယ်ပေါ့နော် तू ကလက်ရှိအချိန်မှာဒီလူတစ်ယောက်နဲ့တွေ့ပြီးတော့ချစ်တယ်ပြီးတော့အသေးကွဲသွားရပေါ့နော်သူ့ရဲ့ age ကြောင့်မလို့ तू ကနာကျင်စွာခံစားနေရလို့နောက်ထပ်လာမဲ့လူတစ်ယောက်ကို तू ကလက်ခံမှုအဆင့်သင့်မဖြစ်သေးဘူးပေါ့နော် तू ကကိုသူ့ရဲ့ပေါ့နော်အဲ့လိုမျိုး right path မှန်သူမသိသေးတဲ့အခါကျတော့ပေါ့နော်သူ့စိတ်ထဲမှာအဲ့လိုမျိုး timing လည်းမကြသေးဘူးဒါမှမဟုတ်လည်း तू လက်မခံခြင်းဘူးမချစ်တော့ဘူးလို့ तू အခုချိန်မှာတော့အသေးကွဲပြီးနာကျင်နေတဲ့အတွက်ကြောင့်မလို့ကိုမသိလို့ပေါ့နော်ဒီစကားကိုတော့ तू ပြောတာနေလိမ့်မယ်နောက်တစ်ယောက်လည်းသူ့အသေးခွဲအောင်မှာပဲလို့ तू ကထင်နေရလေကို तू ကမသိသေးတဲ့အခါကျသူ့ရဲ့ higher ဆက်ကဒါမျိုးလေးပြောတဲ့အနေအထားမျိုးလေးပေါ့နော်အဲ့လိုလေးလာပြီးတော့တွေ့ရပါတယ်ဒါပေမဲ့စိတ်မပူနဲ့လေနော်သူနဲ့ကိုနဲ့ကလုံးဝ right person ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွာဒီစကားကဒါသူ့လက်တော်စိတ်ထဲမှာရှိနေတဲ့သူ့ရဲ့ higher ဆက်ကနေပြီးတော့ကိုကိုပြောနေတဲ့စကားဖြစ်တဲ့အတွက်ကြောင့်မို့လက်တော်မှာလည်းသူအသေးကွဲနေတဲ့အတွက်ကြောင့်မို့လို့တိတ်ပြီးတော့ worry မထားပါနဲ့ပေါ့နော်တစ်ချိန်မှာတော့သူနဲ့ကိုနဲ့ကလုံးဝကိုtiming ကြတဲ့အခါကျလို့ရှင်ပေါင်းဖက်ရမှာပါပေါ့နော် okay ပါဒီတစ်ခေါက်မှာတော့ဒီကို future ဆက်ရဲ့ sorry ကို future partner ရဲ့ higher ဆက်ကပြောချင်တဲ့စကားလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုပြောပြပေးသွားဖြစ်ပါတယ်နောက်လာမယ့် reading ဒီမှာလည်းပြန်ပြီးတော့တွေ့ဆုံကြပါအောင်မယ်အားလုံးပဲ see you soon